Hello အားလုံးပဲမင်္ဂလာပါတန်တာချန်ကနေအားလုံးကိုကြိုဆိုပါရနော်ဒီကနေ့လုပ်ပြသွားမယ့်မုတ်ကတော့ဘဲလာမုတ်ဖြစ်ပါတယ်ကဲဘာဝင်ပစ္စည်းလေးကတော့အောက်က description box ထဲမှာရေးထားပြီးတယ်နော်ဂျုံနုရဲ့စားရဲ့တကြားရဲ့ကိုအရင်ဆုံးတမအောင်နေပြီးမယ်ပြီးလို့ရှိရင်စီအနေငယ်ချင်းစီထည့်ပြီးတော့မှနေပြီးမယ်နော်ဒီရဲ့မုတ်ကတော့မုတ်ရှိခုစာလို့ပြထားတာပေါ့နော်စီကတော့နည်းနည်းချင်းစီထည့်ပြီးတော့မှနေပြီးမယ်ပြီးမှရေကိုထည့်ပြီးတော့မှနေပြီးပါမယ်နော်ကဲဂျုံကိုလုံးပြီးချော့မွတ်သွားအောင်နေပြီးရမယ်နော်5မိနစ်ခန့်ထိနေပြီးပါ5မိနစ်ခန့်ထိနေပြီးလို့ရှိရင်တော့ဂျုံလေးကိုပေါ့နော်ပို့ပြီးတော့မှနူးဤသွားအောင်ဆိုပြီးတော့မှလက်နှစ်ဖက်နဲ့တေချာပြန်နေပေးရမှာဖြစ်ပါတယ်နော်ကဲလက်နှစ်ဖက်နဲ့တေချာဆွဲပြီးတော့မှပြန်သိမ်းဆွဲသိမ်းဆွဲမယ်အရှိကိုဆွဲမယ်ပြီးအနောက်ကိုပြန်သိမ်းမယ်ဒီရဲ့မတက်ကလေးနဲ့ပဲဂျုံလေးကိုနေသွားပေးပါနော်ဂျုံလေးကပေါ့နော်မပြတ်တော့ဘူးတစ်ခုနဲ့တစ်ခုကပေါ့နော်မပြတ်တော့ဘူးဂျုံလေးကနေရတာဤဆက်လာပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်ကဲအခုလိုရတဲ့ဂျုံလေးကို plastic wrap လေးနဲ့15မိနစ်အုပ်ထားပြီးမယ်ဒီမုတ်လုံးဒီရတော့ပေါ့နော်ဂျုံနှခါနေရတယ်ပေါ့နော်နောက်တစ်ခုကစီသွေးမို့အတွက်နောက်ထပ်ဂျုံတစ်ခုပြန်နေမယ်နော်အဲ့ဒါကတော့ဂျုံနုရဲ့စီရဲပါပဲဖြစ်ပါတယ်သူတို့လည်းစီအနေငယ်ချင်းစီထည့်ပြီးတော့မှနေပေးမယ်ပေါ့နော်သူ့ကျတော့ဂျုံလေးတွေကတစ်ခုနဲ့ဂျုံလေးတွေကပေါ့နော်စီးကတ်သွားပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒါကတော့ဂျုံသားတွေကိုစီသွင်းဖို့အတွက်လုပ်နေတဲ့ဂျုံလေးပါနော်ဒီရဲ့မုတ်ကပေါ့နော်စင်ကာပူတို့မလေးရှားတို့တရုတ်ပြည်တို့မှာအရန်ကိုလူကြိုက်များတဲ့မုတ်ကလေးပေါ့နော်အထဲမှာတော့ကြိုက်တဲ့ ingredient ထည့်လို့ရပါတယ်ပဲနီလေးကိုပြုတ်ပြီးတော့မှလည်းထည့်လို့ရတယ်ကျမကတော့မတ်ပဲလေးကိုချက်ပြီးတော့မှထည့်ထားတဲ့ recipe လေးပေါ့နော်မတ်ပဲဗီဒီယိုတော့ဒီမှာမထည့်ထားပေးလိုက်ပါဘူးเนาะမတ်ပဲဗီဒီယိုကိုတော့ကျမမတ်ပဲချက်တဲ့နည်းလေးကိုတက်ဗီဒီယိုတစ်ခုတင်ပေးထားပါတယ်เนาะကဲဂျုံလုံးလေးကအဲ့လိုလေးနူးဤလာပြီးဂျုံလေးကမကြတော့ဘူးဆိုလို့ရှိရင်เนาะရပါပြီเนาะဒါလေးကိုလည်း plastic wrap လေးနဲ့အုပ်ထားပြီးတော့မှ15မိနစ်ထားပေးရမယ်ကဲဂျုံနှမျိုးပလုံးကို15မိနစ်ထားမယ်เนาะတစ်လုံးကပလိန်တစ်လုံးကစီသွင်းမို့ပါကဲရလာတဲ့15မိနစ်ဆိုရင်ဂျုံကတော်တော်လေးကိုပေါ့နော်နူးဤပြီးတော့မှအရန်ကိုလိုက်လို့ကောင်းတဲ့အနေအထားဖြစ်သွားပြီပေါ့နော်ကဲအဲ့ဒါဂျုံအကြီးကိုအရင်ဆုံးအလျားလိုက်ရှည်လေးလုပ်မယ်လုပ်ပြီးလို့ရှိရင်ရှစ်လုံးရအောင်ဖြတ်ပေးမယ်နော်ကဲရှစ်လုံးရအောင်ဖြတ်မယ်ပေါ့နော်ချိန်စက်မှာချိန်ပြီးတော့မှလည်းထည့်လို့ရတယ်ပေါ့နော်ကျမကတော့စိတ်မှန်းနဲ့ပဲဖြတ်လိုက်ပါတယ်ရှစ်လုံးရအောင်ဖြတ်မယ်ပြီးတော့စီသွေးမဲ့ဂျုံကိုလည်းရှစ်လုံးရအောင်ဖြတ်ပေးရမယ်နော်ကဲအလုံးလေးလုပ်ပြီးလို့ရှိရင်เนาะ
နောက်ထပ်စီသွင်းမဲ့ဂျုံလေးတွေကိုရောရှစ်လို့ရအောင်ဖြတ်မေးပါနဲ့ကဲအခုကတော့စီသွင်းဂျုံကိုဖြတ်မယ်သူ့ကိုလည်းအဲ့လိုပဲအရှိအနေထားလေးကိုလုပ်ပြီးသွားရင်တော့ဖြတ်ပေးပါကဲရသွားတဲ့ဂျုံတစ်ခုကိုပေါင်းစပ်ပေးမယ်ဂျုံလေးကိုစီတွင်းဂျုံလေးထည့်မယ်ထည့်ပြီးလို့ရှိရင်အလုံးလေးလုံးမယ်ပေါ့နော်ဒါက၈လုံးစာဆိုတော့၈လုံးကွက်တီးလောက်ထားပါတယ်ကဲဒါလေးကိုတော့နောက်ထပ်9မိနစ်လောက်အုပ်ထိုင်ရပါကဲရတဲ့ဂျုံလေးကိုဂျုံလိတ်တဲ့ရိုလာလေးနဲ့လိတ်ပေးမယ်နော်ကဲအရင်ဆုံးတစ်ဖြတ်အရှည်လိုက်ကိုလိတ်ပေးမယ်လိတ်ပြီးရင်ကိုကလက်ကလေးနဲ့ပြန်လိတ်တင်လိုက်ပြီးရင်နောက်တစ်ခါပြန်လိတ်ပေးရမယ်နော်ဘာဖြစ်လို့လဲဆိုစီတွင်းထားတဲ့အတွက်ကျမတို့အထက်လိုချင်တဲ့အတွက်နှစ်ခါပေါ့နော်လုပ်ပေးရပါတယ်ကဲအရှည်ကြီးပေါ့နော်ကဲအဲ့ဒါပြီးလို့ရှိရင်အပေါ်ကနေလိတ်ချလိုက်ပါပြီးရင်အနားသားလေးကိုအောက်မှာဖိပေးမယ်နော်ကဲဒီပုံစံလေးပါဒီပုံစံလေးတွေလောက်သွားမယ်နော်ရှစ်လုံးလုံးကိုကဲရသွားတဲ့ဂျုံလေးကိုကဲအခုပဲထည့်မယ်ပေါ့နော်ပဲကိုဘယ်လိုထည့်မလဲဆိုကဲဂျုံလုံးလေးဖိလိုက်ပြီးရင်ဒလိမ့်တုံးလေးပြန်လိမ့်မယ်လိမ့်ပြီးသွားပြီဆိုလို့ရှိရင်ဒီလောက်အနေထားဆိုလို့ရှိရင်တော့ဖင်ဘက်ပိုင်းကိုအပေါ်တင်ပြီးတော့မှလိမ့်တဲ့ပိုင်းကိုအောက်ချမယ်ပေါ့နော်လိမ့်တဲ့ပိုင်းလေးကကျတော့အလားပဲထားမယ်ပေါ့နော်ကဲပြီးရင်ကိုချက်ထားတဲ့ပဲလေးကိုထည့်မယ်ထည့်ပြီးရင်တော့လက်ကလေးနဲ့ဖိပြီးတော့မှဝိုက်ကလေးဖိပြီးတော့မှဂျုံလေးတွေကိုပိတ်ပြီးမယ်ပေါ့နော်ကဲပိတ်ပြီးလို့ရှိရင်တော့လုံးမယ်ပြမယ်နော်ပိတ်ပြီးလို့ရှိရင်ကျမကအပြားလေးလိုချင်တဲ့အတွက်အဲ့လိုလေးပြားလေးပေါ့လက်ကလေးနဲ့ဖိပေးလိုက်ပါတယ်ကဲဒီလိုလေးရသွားပြီဆိုလို့ရှိရင်တော့ကျဥအနစ်ကိုခောက်ပြီးတော့မှအပေါ်ကနေတုပ်ပြီးမယ်နော်ပပလေးထုတ်တုပ်ပြီးမယ်ပပလေးတုပ်ပြီးသွားလို့ရှိရင်တော့ကျမတို့တွေနန်းထည့်မယ်ပေါ့နော်အပေါ်ကနေနန်းလေးဖြူပေးမယ်ပဲဆိုလို့ရှိရင်တော့ပဲဝါဆိုလို့ရှိရင်တော့နန်းဖြူလေးကတ်ပေါ့နော်ပဲနီးဆိုရင်တော့ဒီမှာကတော့နန်းမဲလေးတွေကတ်ကြပါတယ်ကဲဒါလေးကတော့မကတ်လဲရတယ်ပေါ့နော်ကိုကဒါလေးကတော့သူတို့တွေအလားဆင်တာပေါ့နော်ကဲအခုဆိုရင်ကိုရဲ့အာဗန်လေးကိုအပူပေးထားပေးပါနော်ပေးထားပြီးလို့ရှိရင်တော့စားပြီးအောင်မုတ်တွေကိုဖုတ်လို့ရပါပြီ180 degree Celsius ကို15မိနစ်ဖုတ်ပေးမယ်နော်15မိနစ်ပြီးရင်တော့မုတ်ကိုအပေါ်အောက်လန်မယ်အပေါ်အောက်လန်ပြီးလို့ရှိရင်နောက်ထပ်9မိနစ်ဖုတ်ပြီးရင်တော့ရပါပြီကဲဒီပုံစံလေးထွက်လာပြီပေါ့နော်ကိုရမုတ်ကလေးတွေကတော့ကဲအရန်ကိုစားလို့ကောင်းပါတယ်နော်ဒါကစီးပွားဖြစ်လဲရောင်းစားလို့ရပါတယ်ဒါကိုကအရန်ကြိုက်လို့ပေါ့နော်ကိုရှာပြီးတော့မှလောက်ထားတဲ့မုတ်ကလေးပါနော်ကဲကျွတ်ရွနေတော့ဒါဆိုရင်အပြင်မှာ9ရက်လောက်ထားလို့ရတယ်ပေါ့နော်အေးတဲ့ရာသီဥတုဆိုရင်9ရက်ထားလို့ရတယ်ပူတဲ့ရာသီဥတုဆိုလို့ရှိရင်တော့3ရက်လောက်ပေါ့နော်ပြီးရင်ရဲတာထဲမှာထည့်ပြီးတော့မှပြန်နှွေးစားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်အားလုံးလှူစားကြည့်ပါလို့ပြီးရင်ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်ကျေးဇူးပါ